1982 ခုပတ်ဝန်းကျင်လုံးကကျွန်တော်ရေးခဲ့တဲ့တရားကြီးစာအုပ်လေးပြန်ပြီးတော့တွေ့တဲ့အချိန်မှာတရားကြီးစာအုပ်အစအဆုံးကိုပြန်ပြီးတော့ဖတ်တဲ့အချိန်မှာစတဲ့စာမျက်နှာကနေပြီးတော့ဆုံးတဲ့စာမျက်နှာအထိစာမျက်နှာတိုင်းဟာအနုပညာရတ္တတွေနဲ့ထုံမွှန်းတဲ့စာမျက်နှာတွေတွေ့ရပါတယ်။ဒါက1982ပတ်ဝန်းကျင်ကတရားကြီးစာအုပ်လေးတစ်အုပ်ပါ1982ခုနှစ်ပတ်ဝန်းကျင်မှာရေးခဲ့တဲ့တရားကြီးစာမျက်နှာတစ်မျက်နှာချင်းမှာအနုပညာဂီတနဲ့စကားပြေမှတ်တမ်းတွေကိုပြန်လဲပြီးတော့ဖတ်ရှုတဲ့အချိန်မှာအဲ့ဒီနှစ်ပတ်ဝန်းကျင်ဟာကြပြားစကားပြေဂီတနဲ့အနုပညာရတ္တတွေထုံမွှန်းနေတဲ့စာမျက်နှာလေးချီပဲတွေ့ရပါတယ်အဲ့ဒီရေးသားခဲ့တဲ့စာမျက်နှာတွေကမှဒီနေ့ညနေခင်းရာသီဥတုခေါင်းစဉ်တက်ထားတဲ့ခေတ်ပေါ်ကြပြားတစ်ပုဒ်ကိုကျွန်တော်ရွတ်ချင်ပါတယ်1982ခုနှစ်မှတ်တမ်းအရဇူလိုင်လမှာရေးသားခဲ့တဲ့ကြပြားတစ်ပုဒ်ဖြစ်ပါတယ်အဲ့ဒီကြပြားရေးသားခဲ့စဉ်ကကျွန်တော်နဲ့အတူအခုမရှိတော့ဘူးဖြစ်တဲ့ပကြီးတကူမျိုးအခုမရှိတော့ဘူးဖြစ်တဲ့ကြပြားရေးပေါ်တက်ဖြိုးဝေတို့နဲ့အတူတကွညနေခင်းရာသီဥတုကြပြားကိုရေးသားပြီးတော့မျှဝေပြီးဖတ်ခဲ့ကြပါလေမမရရ1982ပတ်ဝန်းကျင်ရဲ့ညနေခင်းတွေဟာကြပြားမူရစ်ချင်းတငယ်ချင်းအပေါင်းအသင်းများနဲ့မန္တလေးရဲ့ကျုံဘေးမှာတွားရောက်ပြီးတော့ကြပြားများကိုရွတ်ဆိုခြင်းစတဲ့ရတ္တမြောက်တဲ့ညနေခင်းတွေရရှိခံစားခဲ့ရပါတယ်အဲ့ဒီတငယ်ချင်းတွေကမရှိတော့ဘူးဖြစ်ပေမဲ့ကျွန်တော်နဲ့အတူတကွအနုပညာလမ်းပေါ်မှာကြပြားလမ်းပေါ်မှာအတူတကွမျှဝေခံစားပြီးတော့ဖြတ်တန်းခဲ့ကြတယ်တငယ်ချင်းတွေဖြစ်ပါတယ်အဲ့ဒီတငယ်ချင်းတွေကိုပြန်လဲလွမ်းဆွအောင်မိတရိယရင်နဲ့အဲ့ဒီတော့ကကျွန်တော်ရေးသားပြီးတော့မျှဝေဖတ်ရှုခဲ့တယ်ညနေခင်းရာသီဥတုဆိုတဲ့ကြပြားတစ်ပုဒ်ကိုကျွန်တော်ရွတ်ဆိုခြင်းပါလေညနေခင်းရာသီဥတုငိုယိုခြင်းဟာတေးတစ်ပုဒ်ဆိုရင်ညနေခင်းဟာရှာများပြီဖြစ်ရဲ့သိမ့်ဆဲခြင်းအတွက်အတတ်ပညာအဲ့ဒီကဘာမှာတက်မြောက်ခဲ့ပြီဆိုရင်သင်ဟာအပိုင်းအစတစ်ခုပဲခရီးတစ်ခုလိုပဲမာနတွေများလာကြည်လှပတဲ့ဆေးရောင်ကစားမှုအပြုတ်ဘောပဲဖြစ်စီလိုပဲဟာရီလန်ကလေးပေါ်ငေါ့တော့စကားတွေကြောင့်ငါအတန်တန်မလျှောက်ဖြစ်ခဲ့တာအဲ့ဒါကိုတစ်ခါမေးလျော်စွာအဲ့ဒါကိုတစ်ခါတင်းမာခဲ့ဘူးပါလေဒါပေမဲ့ညာတော့မညာခဲ့ပြီဘူးကျွန်တော်နဲ့ tragedy အလွန်ကကြက်လွတ်လပ်စွာယဉ်နီးခဲ့ရဒီလိုနဲ့လမ်းမတွေလည်းရှည်ခဲ့ရကားလိတ်လည်းမချခဲ့ပါခမည်းတော်ကိုပြုံးပြဖို့လည်းမမိခဲ့ပါခန္ဓာကိုယ်ရဲ့ချွေးပေါက်များအတွေးပေါက်အဖြစ်ပြောင်းလဲပြီးတွဲလဲခိုးစရာနိုင်ရငယ်များမှပဘဝကြီးတစ်ခုလုံးဟာလေးပင်ဖြည့်စည်းစွာညောင်းညာမှုစက္ကန့်တန်တွေအလျံတဝန်းဝင်းတောက်လောင်ခဲ့ပါတော့။အိုးညနေခင်းရဲ့ငှက်ကလေးပြန်ပြေးပါပြီတော့။ကြည့်သမျှထဲမှာငါမြင်မိတာအလွမ်းတွေမွဲပြပြန်နေ။အသက်မှန်မှန်ရှုခဲ့မှုကြောင့်ဘဝတစ်ခုဆိုတာရခဲ့တာ။ဘာပဲဖြစ်ဖြစ်ညနေခင်းများကိုတတ်မခဲဂန္ဓာယလေချောင်းတွေလည်းကွဲခဲ့ရပြီတရံတစ်ခါရှင်လန်းစွာရေမောခဲ့တာ
အဓိပ္ပာယ်ကြီးတစ်ခုလုံးကိုမတင်ခဲ့ခြင်းမဟုတ်ခဲ့ပါဘာများခက်ခဲလို့လဲနေတရူဝထမင်းစားရခြင်းမိပြောင်းလက်ဖက်ရည်မတောက်တတ်ဘူးဘာများခက်ခဲလို့ပါလဲငါနဲ့လိုက်ဖက်မဲ့ယာဒီဥဒုကိုညနေခင်းတွေမှာသာမြုပ်ခဲ့ပြီရဲ့ပင်တနေရာကိုအရောက်မှာပဲသူအရွယ်ရောက်လာပါလိမ့်မယ်ကိုရှာ73ရက်ဇူလိုင်1982ခုနှစ်